မင်္ဂလာပါကျမတို့နေ့စဉ်သုံးအခြေခံတရုတ်စကားပြောအတွက်အခုရေးထားတဲ့စာကြောင်းလေး၃ခုကိုတရုတ်လိုမျိုးလေ့လာကြည့်ရအောင်အဲ့တော့ပထမရေးထားတာကဒီကိစ္စမင်းသဘောပဲတဲ့ဒါမျိုးလေးကိုကပြောမယ်ဆိုရင်ကျမတို့ဒီကိစ္စဆိုတော့这件事ဆိုတာဒီ事情ဆိုတဲ့ကိစ္စရဲ့ကလေးကိုသုံးတာဒီကျင့်ဆိုတာကကြတော့ကိစ္စတစ်ခုကိစ္စရဲ့မရှာဝတ်အနေနဲ့လာတာဒီကိစ္စဆိုတော့这件事မင်းသဘောပါပဲဆိုရင်လွယ်လွယ်လေးပဲကျမတို့ဆွေပြန့်ကလေးနဲ့သုံးလို့ရတယ်နောက်ကနေနီးဆိုတာလေးထည့်မယ်ဆွေပြန့်နီး这件事随便你ရမယ်နော်အဲ့တော့ကိုကဒီနေရာမှာအဲ့ဒီအတိုင်းမသုံးချင်ဘူးဆိုရင်မင်းသဘောပဲမင်းစကားနားထောင်ပါမယ်ဒါလိုလေးပြောချင်ရင်我နားထောင်တာဒီ听လို့သုံးတယ်နော်我听你的ဒါဆိုမင်းစကားငါနားထောင်မယ်လို့ပြောတာနောက်တစ်ခုလေးကငါဘလို့ဖြစ်ဖြစ်ရတယ်တဲ့ဒါဆိုလို့ရှိရင်လွယ်လွယ်လေးပဲ我都可以可以လို့သုံးချင်လဲသုံးမသုံးချင်ရင်行ဆိုတဲ့အသုံးလေးလဲရတယ်我都行我都可以ရမယ်နော်အဲ့တော့ကိုကဘာသာစာရတယ်我都可以吃随便我都行ရမယ်နော်ကျမတို့နောက်တစ်ခုလေးကမင်းဘာသာမင်းကြည့်လို့လိုက်ပါတဲ့ဒါဆိုရင်ကျမတို့နေရနေစမယ်မင်းဘာသာမင်းကိုယ်တိုင်ကြည့်လို့လိုက်自己ဆိုတဲ့အသုံးလေးနဲ့တွားမယ်你自己ကြည့်လို့လိုက်ပါဆိုတဲ့အသုံးလေးကလွယ်လွယ်လေးပဲကျမတို့ဒီ看这办လို့ပြောလိုက်ရုံပဲ你自己看这办你自己看这办吧ရမယ်နော်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့နေ့စဉ်သုံးတရုတ်စကားပြောမှာအခုလိုလွယ်ကူတဲ့အသုံးလေးတွေထည့်သုံးကြည့်နော်